Jabu ne pata bilo no nane shimpia pi me dini jabu so di benari ma pada de jabu le bono je lawa pi tato me lawa pi ma pada jabuအဲ့ဒါကကြာဒီချိုးကုန်းလေးမှာပါတဲ့ကြာဘူးပေါ့နော်ဒါကများသောအားဖြင့်ရှင်းပြပေးပြီးသွားပြီပေါ့နော်အခုဒီမပြောပြဖြစ်သေးတဲ့ကြာဘူးရှိတယ်ပေါ့နော်ဒါကပဲနေရာမှာလဲဆိုတော့ဒီအသက်လန်းချောင်းပေါ့နော်အသက်လန်းချောင်းအဆုံးမှာတွေ့ရတဲ့ကြာဘူးနော်နောက်တစ်ချက်ကကြတော့ညံလန်းချောင်းအဆုံးမှာတွေ့ရတဲ့ကြာဘူးတဲ့ဒီလိုဖူးလေးနောက်တစ်ခါကျတော့ဒီနှလုံးလမ်းကြောင်းရဲ့အဆုံးမှာတွေ့ရတဲ့ကြာဘူးနော်ကြာဘူးဆိုတဲ့သဘောတဘာဝကဆိုရင်ပေါ့နော်ဒီရေမှာပဲရှိရပေါ့နော်ရေမှာပဲပေါက်တကြရနောက်တစ်ခါကျတော့ဒီကြာဘူးရဲ့သဘောတဘာဝအများဆုံးဆိုရင်အေးမြတဲ့အရေးပေါ့နော်ပြီးစွမ်းနိုင်တဲ့သဘောရှိတယ်ဒီလိုမျိုးအသက်လမ်းကြောင်းမှာပေါ့နော်အသက်လမ်းကြောင်းမှာတွေ့ရတဲ့ကြာဘူးဆိုရင်ဒီအသက်လမ်းကြောင်းရဲ့သဘောတဘာဝပေါ့နော်အသက်ရှိတတ်တယ်သဘောထားပြေးသွားတယ်အသက်ကြီးပိုင်းမှာပေါ့နော်အေးချမ်းစွာနေထိုင်ရတယ်အတိတ်ဘဝဆိုရင်ပေါ့နော်သူတို့ကဆိုရင်စုံနေကိုးနေကြောင်းနေလူတန်းတဲ့သူဖြစ်ခဲ့တဲ့အတွက်ကြောင့်ဆိုရင်အခုလက်ရှိဘဝမှာလည်းပေါ့နော်မပူမပင်မကြောက်မကြပေါ့နော်နေရတတ်တယ်လို့ကျမ်းဂန်ဒီမှာပဲဖော်ပြပေးထားတယ်နော်အဲ့ဒါကညံလန်းချောင်းရဲ့အဆုံးမှာရှိတဲ့ကြာဘူးဒီညံလန်းချောင်းမှာအဆုံးမှာရှိတဲ့ကြာဘူးဆိုရင်ပညာဉာဏ်ထက်မြက်တတ်တယ်နောက်တစ်ခါကျတော့ဒီတရားဓမ္မတွေပေါ့နော်လိုက်စားတယ်ဒီဉာဏ်ရည်မြင်မာတဲ့သူတွေမှာတော့ပါတတ်တယ်ကြာဘူးဒီအဖူးလေးပေါ့နော်ကြာဘူးနဲ့ညီလေးပေါ့နော်တူမှကြာဘူးပါနော်ကျုံးနဲ့မတူဘူးနော်ကြာဘူးဒီကြာဘူးကျုံးဒီကျုံးနဲ့တော့အသက်လမ်းကြောင်းမှာဆိုရင်ဒါကြာဘူးပုံစံနဲ့အဆုံးသက်တာပြောရနော်ကျိုးနဲ့အဆုံးသက်တာကိုမပြောထားဘူးနောက်တစ်ခါကျနှလုံးလမ်းကြောင်းအဆုံးမှာရှိတဲ့ကြာဘူးနှလုံးလမ်းကြောင်းအဆုံးမှာရှိတဲ့ကြာဘူးဆိုလို့ပေါ့နော်ဒီမေတ္တာတရားကြီးမားတဲ့သူတွေမှာပါတတ်တယ်နောက်တစ်ခါကျတော့ဒီသူတို့နဲ့ပတ်သက်တဲ့သူတွေမှာဆိုရင်ပေါ့နော်ဒီတော်တော်ပေါ့နော်သူတို့ရဲ့အရေးကြောင့်သူတို့ရဲ့အထီးတွေ့သူတို့ရဲ့ဒီပေါ့နော်စွမ်းဆောင်မှုတွေကြောင့်သူတို့ဘဝကအေးမြမှုကိုရစေတယ်ဒီလိုမျိုးတွေပေါ့နော်နှလုံးလမ်းကြောင်းအဆုံးမှာရှိတဲ့ဒီကြာတာပတိကျော်ကမှာပဲဆုံးဒီဗုဒ္ဓဘူးဒီပေါ့နော်စနေကျော်ကမှာပဲဆုံးအဲ့လိုမျိုးအဆုံးသက်မှာပါတဲ့ကြာဘူးပိုင်ရှင်လေးတွေပေါ့နော်ရထားတဲ့သူတွေကဆိုရင်တဲ့သူတို့ကံကောင်းစေတယ်ပေါ့နော်ဒီအစွဲလန်းကြီးတတ်တဲ့ထဲမှာလည်းပါတယ်အနစ်နာခံတတ်တဲ့ထဲမှာလည်းပါတယ်မေတ္တာတရားလည်းကြီးမားတတ်တယ်တဲ့ဒီနေ့ကကြာဘူးရဲ့သဘောတဘာဝလေးပေါ့နော်လမ်းကြောင်းအဓိကလမ်းကြောင်းကြီးတဲ့အဆုံးမှာရှိတဲ့ကြာဘူးလေးကိုရှင်းပြပေးရပါနော်